ဖျားရခင်ကကျွန်တော်လူသားတွေနဲ့ပတ်သက်ပြီးတော့တောင်းဆိုတဲ့အရာတစ်ခုပဲရှိပါကပ္ပဦးကျန်ခန်းကြီးတစ်နဲ့နှစ်ထဲမှာသူဖန်ဆင်းခြင်းအမှုရာတွေလုပ်ပြီးတော့သူအပ်ပေးတဲ့အရာတွေရှိဖျားရဲ့ဂတိတော်တွေရှိဒါပေမဲ့သူ့ဘက်ကလည်းတောင်းဆိုတဲ့တစ်ခုကြီးသောအရာကဥယျာဉ်အလယ်မှာရှိအပင်နှစ်ပင်ရဲ့ထဲကနေပြီးတော့ကောင်းမကောင်းကျွမ်းရအပင်ရဲ့အသီးကိုတော့မစားနဲ့စားတယ်ဆိုရင်ဧကံအမှန်တေရမယ်လို့ပြညတ်ထားတာဖြစ်တယ်တကယ်တော့ဘုရားကလူကိုချားတယ်အဲ့ဒီအေဒီဥယျာဉ်ကအိုခြင်းနာခြင်းတေခြင်းလိုအပ်ချက်မရှိအရာခတ်တဲ့ပြီးပြည့်စုံတဲ့နေရာဖြစ်ပါဒါပေမဲ့လူရဲ့ဘုရားကမစားနဲ့ဆိုတဲ့ကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုစားပြီးတဲ့နာမချောင်းလိုက်တဲ့နေ့ကနေစားပြီးတော့ဒီနေ့ပြီးပြည့်စုံတဲ့လိုအပ်ချက်မရှိတဲ့အေဒီအရက်ကနေပြီးတော့လူဟာနင်ထုတ်ခြင်းမောင်းထုတ်ခြင်းခံရဖို့ဖြစ်လာတယ်။အဲဒီနေ့ကနေစပြီးတော့ဒီနေ့ကျွန်တော်လူသားတွေစီမှာလိုအပ်ချက်ဆိုတဲ့ပင်ပန်းခြင်းဆိုတဲ့ဟုတ်လားနှစ်ဖူးကနေချီမချွေးကြပြီးမှပင်ပန်းဆင်းရဲပြီးမှမိမဆိုရင်လည်းတားဖွာဝေဒနာဆိုတဲ့အရာတွေကိုခံစားပြီးတော့မှပဲအသက်ရှင်တန်ရဖို့ရန်တော့ဖြစ်လာခဲ့။ဆိုတော့ဘုရားတခင်တင်တဲ့ကျွန်တော်ကိုဒီလောကမှာမွေးဖွားလာစေတာလူသားတစ်ယောက်အနေနဲ့ရှိလာစေတာကလိုအပ်ချက်တွေအတွက်ရုန်းကန်နေဖို့ရန်မဟုတ်ပါပြီးပြည့်စုံတဲ့ဘဝမှာထားဖို့ဖြစ်ပါကျွန်တော်သမတိကာလမှာလေယေရှုရောက်လာခဲ့တာကအသက်လွတ်ယုံများမကအသက်နဲ့ပြည့်စုံဖို့ရန်အတွက်ဖြစ်တယ်ဆိုပြီးယောဟန်30မှာလဲမှာထားပါဒါကြောင့်မို့ဖခင်ခင်တင်းနဲ့ကျွန်တော်ကိုထားတဲ့အလိုတော်ရည်ရွယ်ချက်ပြီးပြည့်စုံခြင်းလိုအပ်ချက်မရှိတဲ့ဘဝထဲမှာနေနိုင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့လူသားတွေအနေနဲ့လိုက်လျှောက်ရမယ်လိုက်နာရမယ်တခုတည်းသောအရာကနားထောင်ခြင်းပဲဖြစ်ပါတယ်အရောက်တန်းဖခင်ကောင်းကြီးပေးပါစေ